ပါလေးစောပါဖန်စီခံလိုက်ရသူတွေကတော့မောင်မောင်အာရိုချီတာဂေါ်နီနဲ့ရွှေမောင်တို့ဖြစ်ကြပါတယ်မေလ24ရက်နေ့ကတဲချောင်းစီတွေကစီးဆိုင်တဆိုင်မှာစစ်တပ်ရဲနဲ့ဆရာဖအင်အား40ကျော်ကတနက်တွေနဲ့ချိန်ရွယ်ပြီးဂေါ်နီကိုအကြမ်းဖက်ဖမ်းဆီးသွားတာပါအဒီမတိုင်ခင်မေလ23ရက်နေ့ကလည်းအုံတော်ကြီးကယ်ဆယ်ရေးစခန်းကရွှေမောင်နဲ့မောင်မောင်တို့ကိုဆရာဖတပ်ဖွဲ့ဝင်တွေကလာရောက်ဖမ်းဆီးခဲ့တယ်လို့တက်ကဲပြင်ရွာကအာရိုချီတာကိုလည်းရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားပါတယ်အခုလိုဖမ်းဆီးခံရသူတွေကိုဥပဒေနဲ့အညီရဲစခန်းမှာမထားဘဲစစ်တပ်ရဲ့စစ်ကြောရေးစခန်းကိုတိုက်ရိုက်ပို့ဆောင်လိုက်တာပါမိသားစုဝင်တွေနဲ့လည်းတွေ့ခွင့်မပေးသလိုစစ်ကြောရေးမှာညှဉ်းပန်းနှိပ်စက်မှုတွေရှိနေရလို့သတင်းတွေထွက်နေရကြောင်းမိသားစုဝင်တွေကစိုးရိမ်ပူပန်နေကြပါတယ်အကြမ်းဖက်မြန်မာစစ်တပ်ဟာစစ်တွေမြို့မှာရခိုင်လူငယ်တွေအပြင်မွတ်စလင်လူငယ်တွေကိုပါအကြမ်းဖက်ဖမ်းဆီးမှုတွေစတိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်အနည်းဆုံးပါရာမော်တာ10စီးနဲ့ချိုင်းယိုကော်ပရာ9စီးလောက်ကိုဓညဝတီရေတပ်စခန်းအမှတ်30နေရေတပ်ရင်းနဲ့ကြောက်ဖြူအနီးကတရင်အချို့မှာခြားထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ25ရက်နေ့ကလည်းကြောက်ဖြူလင်းရင်ကွင်းမှာစစ်သားတွေလုံခြုံရေးယူပြီးရင်အဲ့ဒီလင်းရင်ငယ်တွေကိုလာရောက်လေ့ကျင့်တာတွေလုပ်ခဲ့ပါသေးတယ်။စစ်ရေးလေးလာသူတွေရဲ့ခံမှန်းချက်အရတော့ရခိုင်မှာမိုးရတီရောက်လာရင်လင်းရင်ကြီးတွေဆင်သက်ဖို့ခက်ခဲတဲ့အတွက်စစ်စင်ရေးနဲ့ပတ်သက်ပြီးအသုံးပြုနိုင်မှုဒီလိုလင်းရင်ငယ်တွေကိုအသုံးပြုဖို့စံတတ်တာလို့ယူဆရပါတယ်။လက်ရှိမှာလေကြောက်ဖြူတိုက်ပွဲကအပြင်းထန်ဖြစ်ပွားနေပြီးမင်းပြတိုင်းချောင်းနဲ့တောင်ပေါ်ကြီးရေတပ်စခန်းအထိစစ်မျက်နှာကျပြန့်လာပါတယ်။အကြမ်းဖက်မြန်မာစစ်တပ်ဘက်ကတော့ခမာယာ942 943ခလာယာ34နဲ့ရေတပ်ဌာနချုပ်တွေအပြင်မှန်အောင်ကျွန်းကနေစစ်သား200ကျော်ကိုပါစစ်ကူထပ်ပြေးပြီးအာရခတပ်တော်နဲ့အပြင်းထန်တိုက်ခိုက်နေရလို့သတင်းရရှိပါတယ်။ဒီစစ်ရင်တန်းဟာရေကြီးမြို့နယ်ငတိုင်းချောင်းအနီးကအမြောက်တန်အမတာ344ကနေပြန်လည်ဆုတ်ခွာလာတာဖြစ်နိုင်တယ်လို့ဒေတာတွင်းသတင်းရှင်းမြစ်တွေကခန့်မှန်းပြောဆိုနေကြတာပါ။ကားရီထဲမှာစစ်သားတွေနဲ့လက်နက်တွေအပြည့်စုံပါသွားတာကိုမြင်တွေ့ခဲ့ရပြီးစစ်ရေးတင်းမာနေတဲ့ကာလမှာအခုလိုအင်အားအများပြားရွှေ့ပြောင်းလာတာကြောင့်အခြေအနေမကောင်းတော့လားဆိုပြီးဒေတာခန့်နေကြဆွေးနွေးမှုတွေရှိနေပါတယ်။စစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရတော့အမတာ344တပ်ဟာတော်လိုင်းတပ်ဖွဲ့တွေရဲ့ဝိုင်းဝန်းပိတ်ဆို့မှုကိုခံထားရပြီးစစ်ကူပို့ဖို့လည်းခက်ခဲနေတဲ့အပြင်လက်နက်ချတာသို့မဟုတ်စုခွာတာဒီနှလန်းပဲရွေးချယ်စရာရှိနေတဲ့အနေအထားမှာရှိနေတာပါအသက်6နှစ်အရွယ်ကလေးငယ်တူရိုက်နှက်ခံရလို့လက်ကျိုးတဲ့သတင်းကိုအခြေခံပြီးရဲတပ်ဖွဲ့ကစုံစမ်းထောက်လှမ်းခဲ့ရကနေစွန့်လွန်ခရိုင်ရှိအဆောင်တစ်ခုမှာဖော်ထုတ်မိတာပါတရက်ခန့်တွေဟာမြန်မာနိုင်ငံကကလေးတွေကိုတရားမဝင်ခေါ်လာပြီးညနေ3နာရီကနေမနက်3နာရီအထိပန်းနဲ့တကြားလုံးတွေလက်ရောက်ခိုင်းတာပါသတ်မှတ်ထားတဲ့ငွေမရရင်ကလေးငယ်တွေကိုအစာငတ်ထားတာရရဆက်ဆက်ရိုက်နှက်တာမျိုးတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရဲတပ်ဖွဲ့ကအဆောင်ကိုဝင်ရောက်စီးနင်းချိန်မှာတော့ပိတ်လောင်ခံနိုင်ရတဲ့ကလေးငယ်6ဦးကိုဘေကင်းရာစီကယ်တင်နိုင်ခဲ့ပါတယ်အခုဆိုရင်ဖမ်းဆီးရမိတဲ့တရက်ခန့်3ဦးကိုလူကုန်ကူးမှုကလေးသူငယ်နှိပ်စက်မှုတွေနဲ့ဥပဒေအရအရေးယူဖို့အမှုဖွင့်ထားပါပြီကယ်တင်လိုက်တဲ့ကလေးငယ်တွေကိုတော့မိခင်နဲ့ကလေးစောက်ရှောက်ရေးတပ်ဖွဲ့ကယာယီစောက်ရှောက်ထားပြီးလိုအပ်တဲ့ကုသမှုတွေဆက်လက်ပေးအပ်နေပါတယ်။အိန္ဒိယနိုင်ငံကအခုလိုလူတွေကိုအတင်းအကျပ်နှိပ်ထုတ်လာတာကြောင့်နေဆက်ကိုကျူးကျော်ဝင်လာမှာကိုဘင်္ဂလားဒေ့ရှ်ဘက်ကဆွေးနွေးနေတာပါ။ဒါကြောင့်ဘင်္ဂလားဒေ့ရှ်နေကြားတောင်တက် BGP ဟာနေဆက်တလျှောက်ကင်းလင်းမှုတွေကိုအချိန်ပြည့်လှုပ်ဆောင်နေတယ်လို့အမှတ်60တရင်ကလည်းဒေသခံတွေကိုတတိထားနေထိုင်ကြဖို့အသက်ချက်ဆက်တွေနဲ့နှိုးဆော်ထားပါတယ်။ BGP တရင်မူဒုတိယဗိုလ်မှူးကြီးအဆန်ရှာရီဖူအစ္စလမ်ကတော့နေဆက်ဖြတ်ကျော်မှုတွေလူကုန်ကူးမှုနဲ့ငွေရည်စေဝါမှောင်ခိုမှုတွေကိုကာကွယ်ဖို့အတွက်ထောက်လှမ်းရေးလုပ်ငန်းတွေကိုအရှိန်မြင့်ဆောင်ရွက်နေပါတယ်လို့ပြောကြားထားပါတယ်။အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားမှာကီလိုမီတာ4000ကျော်ရှည်လျားတဲ့နေဆက်ရှိနေပြီးအိန္ဒိယဘက်ကတော့တရားမဝင်နေထိုင်သူတွေကိုဦးစားပေးကင်တွယ်ဖြစ်ရှင်းသွားမယ်လို့ပြောထားပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရကတော့နေရက်ပြန်ပို့တာတွေကိုနှစ်နိုင်ငံရဲ့တရားဝင်လှုပ်ထုံးလုပ်နည်းတိုင်းလှုပ်ဆောင်ဖို့လိုအပ်ပြီးနေဆက်မှာတစ်ဖက်သက်အတင်းအကျပ်တွန်းအားပေးတာမျိုးကိုတော့လက်ခံမှာမဟုတ်ဘူးလို့တတိပေးထားပါတယ်။ပုဏ္ဏားကျွန်းမြို့ပေါ်ရက်ကွက်တရှို့ကိုဒီကနေ့မေလ15ရက်နေ့မနက်9နာရီလောက်မှာဂျက်ဖိုက်တာ2စီးနဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဘုံတွေဟာပုဏ္ဏားကျွန်းရသေးတောင်လမ်းစုံကိုလည်းကြာရောက်ပောက်ကွဲခဲ့ပြီးလူတွေထိခိုက်မှုရှိမရှိကိုတော့မသိရသေးဘူးလို့ဒေသခံတွေကပြောကြပါတယ်။ဒီပုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ထိခိုက်မှုအခြေအနေတွေကိုနရီစရာကဆက်လက်စုံစမ်းနေပြီးသတင်းအပြည့်အစုံကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပန်းနောင်မြို့နယ်မတုံရွာအနီးမှာရှိတဲ့ကပ္ပစ16ရဲ့
0.63 လုံးကုန်းကို AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဇန်နဝါရီလ28ရက်နေ့မှာဒုတိယအကြိမ်အဖြစ်အပိသက်သိမ်းပိုက်ပြီးတဲ့နောက်ထပ်အဓိကခန်းစစ်ကုန်းဖြစ်တဲ့ 0.500 ကုန်းကိုဝိုင်းဝန်းပိတ်ဆို့ထားလာနိုင်တာဖြစ်ပါတယ်။ကပ္ပစ16ရဲ့ 0.500 ဗျူဟာကုန်းခန်းစစ်စခန်းတွေနဲ့ကာကင်းစခန်းတွေအထက်ကကာကင်းစခန်းလေးခုကိုအာရခတပ်တော် AA ကမေလ4ရက်နေ့ကစတင်ပြီးမေလ9ရက်နေ့အထိတိုက်ခိုက်ခဲ့စဉ်အတွင်းမှာသိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီစခန်းတွေကနေစစ်သားအလောင်း20ကျော်နဲ့လက်နက်ခဲယမ်းတွေကိုလည်း AA သိမ်းဆည်းရမိခဲ့ပါတယ်။ကျန်းတဲ့ကာကင်းနဲ့ခန်းစစ်စခန်းတွေကို AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကထပ်မံထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် 0.500 ဗျူဟာကုန်းကိုဝိုင်းဝန်းပိတ်ဆို့ထားတာဖြစ်ပါတယ်။ 0.500 ဗျူဟာကုန်းကို AA ရရှိသွားရင်တော့အဲ့ဒီကနေတဆင့်ကပ္ပစ16ကို AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တာကြောင့်ကပ္ပစ16မှာစစ်တပ်အင်အားထောင်နဲ့ချီဖြစ်တင်နေတယ်လို့ AAC ရဲ့သတင်းရင်းမြစ်ကပြောပါရယ်မေလ10ရက်နေ့ကတည်းကနေအာရခတပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေကကပ္ပစ16ရဲ့အမခံကာကင်း0.500 ပတ်လည်မှာရှိတဲ့ကာကင်းစခန်းတွေကိုလေယာဉ်တွေနဲ့အဆက်မပြတ်ပုံကျဲနေတဲ့ကြားကနေတစ်ခုပြီးတစ်ခုသိမ်းပိုက်ခဲ့ပါတယ်။ 0.500 ကုန်းကနေတဆင့်တက်ဖြန့်ထားတဲ့ကာကင်းစခန်း5ခုကစစ်သားတွေဟာတိုက်ပွဲအတွင်းသေဆုံးမှုတွေများပြားသလိုပြည်သူစစ်မှုထမ်းတပ်သားတွေထွက်ပြေးမှုတွေလည်းဆက်တိုက်ရှိနေတယ်လို့သိရပါတယ်။ဒီဆက်လီဟာပြီးခဲ့တဲ့မေလ12ရက်နေ့ည9:00 နာရီခွဲလောက်မှာနစ်မြုပ်သွားခဲ့ပြီးတိဆုံးသူအများစုဟာအောင်တိုင်းမွတ်စလင်ကြေးရွာကဖြစ်တယ်လို့သိရပါတယ်။မြောင်ဦးမြို့နယ်ရှမ်းတောင်ကြေးရွာကနေဘောလုံးပွဲကစားပြီးအောင်တိုင်းကြေးရွာကိုပြန်လာစဉ်မှာမင်းပြမြို့နယ်ရွှေတမကြေးရွာနဲ့အောင်တိုင်းကြေးရွာအကြားလေးမြို့ချောင်းမှာနစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ဆက်လက်နစ်မြုပ်မှုဖြစ်ပွားပြီးတဲ့နောက်အာရခပြည်သူတော်လှန်ရေးအစိုးရAA ရဲ့ဌာနဆိုင်ရာတွေနဲ့ဒေသခံကြေးရွာသားတွေပူးပေါင်းကလေးမြို့ချောင်းတလျှောက်ရှာဖွေခဲ့ကြပြီးတဲ့နောက်မေလ23ရက်နေ့မနက်ပိုင်းမှာယင်းနေ့တည်ဆုံသွားတဲ့ရုပ်အလောင်း9လောင်းစလုံးကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင်တွေအပါအဝင်အာရခတပ်တော် AA နဲ့ဖြစ်ပွားနေတဲ့အေယာဝတီတိုင်းတိုက်ပွဲတွေအတွင်းမှာတည်ဆုံသွားတဲ့အာဏာသိမ်းစစ်တပ်ကစစ်သားတွေရဲ့ရုပ်အလောင်းတွေကိုစနစ်တကျမြေမြုပ်တကြိုတာဒါမှမဟုတ်သေထုတ်တာမျိုးမလုပ်ဘဲနဲ့စွန့်ပစ်ထားမှုတွေရှိနေတဲ့အတွက်ဒီလုပ်ရက်အပေါ်မှာအောက်ခြေစစ်သားတွေကမကြင်မနဲ့ဖြစ်နေကြတယ်လို့သတင်းအထူးတပ်ဖွဲ့ပသိမ်ရဲ့သတင်းမှာဖော်ပြပါရယ်စစ်မျက်နှာပြင်တိုက်ပွဲတွေအတွင်းအကြအဆုံးတွေနဲ့စစ်တပ်အရာရှိတွေကဆုတ်ခွာသွားတဲ့အချိန်မှာသေဆုံးသွားတဲ့စစ်သည်တွေရဲ့ရုပ်အလောင်းတွေကိုစွန့်ပစ်ထားခဲ့တဲ့အတွက်အဲ့ဒီရုပ်အလောင်းတွေဟာရဲအတော်ကြာစွန့်ပစ်ခြင်းခံထားရတာကြောင့်ပုတ်ပွပျက်စီးနေတာကိုတွေ့ရှိရပါတယ်။အခုလိုစစ်သည်အချင်းချင်းရုပ်အလောင်းတွေကိုစွန့်ပစ်ခဲ့တဲ့လုပ်ရက်အပေါ်မှာအောက်ခြေစစ်သားတွေကအရာရှိတွေကိုမကျေနပ်မှုတွေရှိနေတာပါ။အေယာဝတီတိုင်းမှာရှိတဲ့သားပေါင်းလင်းမျက်နှာရေကြီးမြို့နယ်အတွင်းဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင်မဟာမိတ်အာရခတပ်တော်နဲ့အာနာသိန်းစစ်တပ်တို့အကြားထိတွေ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလျက်ရှိနေပြီးစစ်တပ်ဘက်ကအကြအဆုံးတွေများနေတာလည်းဖြစ်ပါတယ်။မြေပြင်ကတရားရရှိထားတဲ့အရာရှိတွေကိုတော့အထူးအခွင့်အရေးအနေနဲ့မဆာရလေးနဲ့ရန်ကုန်မင်္ဂလာရုံစစ်ဆေးရုံတွေကိုလူနာတင်ကားတစ်စီးမှာလူတစ်ယောက်နှုံနဲ့တိတ်တဆိတ်ပို့ဆောင်ကအကောင်းဆုံးစေဝါကူတာမှုတွေပေးနေတယ်လို့သတင်းတွေမှာလည်းဖော်ပြထားပါတယ်။တပ်သားအဆင့်တွေကိုတော့ဒဏ်ရာအလွန်ပြင်းထန်ပြီးမဖြစ်မနေပို့ရမယ်ဆိုရင်တောင်လူနာတင်ကားတစ်စီးမှာလူ9ယောက်6ယောက်ကိုတရိတ်ဆန်တွေလိုပဲထိုးသိပ်ထဲကပို့ဆောင်နေရတဲ့ကြောင့်အောက်ခြေတပ်သားတွေနဲ့အရာရှိတွေကြားခွဲခြားဆက်ဆံမှုတွေရှိနေတယ်လို့လည်းဆိုကြပါတယ်။တိုက်ပွဲအတွင်းအကြဆုံးများနေတာကြောင့်အင်အားနေပါလာမှုကိုဖြစ်တင်မှုအတွက်နေ့စဉ်နဲ့အမျှအေယာဝတီတိုင်းအတွင်းကဒေသခံပြည်သူတွေကိုတပ်သားသစ်အဖြစ်အတ္တမဖမ်းဆီးစုဆောင်းမှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်ရှင်။